ဟုတ်ကဲ့ပါဝမ်လေးကိုကြည့်ရှုနေတဲ့ပြည်သူတွေအားလုံးမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့အင်းစိန်ချင်းထောင်မှာဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်တော့ဗောနော်ဒါလက်လက်အနေအထိမ်းမဲ့အနေနဲ့ဗောနော်ရန်ကုန်မြို့အင်းစိန်ချင်းထောင်ကနေပြီးတော့အကျဉ်းသားတွေလွှတ်ပေးနေတဲ့မြင်ကွင်းကိုဓာတ်ရိုက်ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်အခုဒီနေ့စက်နာရီကျော်မှာတော့ရန်ကုန်မြို့အင်းစိန်ချင်းထောင်ကနေပြီးတော့အကျဉ်းသားတွေပြန်လည်လွှတ်ပေးနေပြီပါတယ်你们家里要家里。不能去过，不对呀，我还想。啊，没法领进去来。ဟုတ်ကဲ့ပါဦးဆိုရင်ဒါအကျဉ်းသားတွေကိုYPF ကားတွေနဲ့ပြန်လည်လွှတ်ပေးနေဖြစ်ပါတယ်လွန်ငင်းရတဲ့အကျဉ်းသားတွေကိုဖြစ်ပါတယ်ချင်းထောင်နေပြီးတော့အချင်းသားတွေပြန်လည်လွှတ်ပေးနေတဲ့မျိုးဖြစ်ပါတယ်那没个嘞。去对了。我台上是人，你们把我们给来一种的。你呀我。ဟုတ်ကဲ့ပါအခုဆိုတော့ဒါရန်ကုန်မြို့အင်းစိန်ချင်းထောင်နေပြီးတော့ဒီကနေ့လက်လက်နေထိမ့်မဲ့ပေါ့နော်။ဗင်းတထခွင်းနဲ့ပြန်လွတ်ပေးခဲ့တဲ့ဗင်းရအချင်းသားတွေပြန်လွတ်ပေးခဲ့တဲ့မြင်ကွင်းကိုဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါဒီကနေ့မှဆိုရင်ပေါ့နော်ဒါလွတ်လပ်နေထိမ့်မဲ့အနေနဲ့ဒါနဲ့နိုင်ငံတော်ဝန်ကဒါအချင်းတော်ချင်းစကန်အသီးသီးကနေပြီးတော့ဒါအချင်းသားတွေကိုပြန်လို့ပေးနေတာဖြစ်ပြီးတော့ဒါရန်ကုန်မြို့အင်းစိန်ချင်းထောင်ရလဲပေါ့နော်ဒီကနေ့ဒါမနက်7:00နာရီကျော်လောက်မှာပြည့်တယ်လွန်ငင်းခွင့်ရတယ်ဒါအချင်းသားချင်းသူတွေကိုပြန်လဲလွတ်ပေးနေတဲ့မြင်ကွင်းလည်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီကနေ့ဒါအင်းစိန်ချင်းထောင်ကနေပြီးတော့ပြန်လဲလွတ်ငင်းရတဲ့အချင်းသားရေသက်ကတော့ပေါ့နော်ဒီရာခဏလောက်ရှိရလို့တည်ထားရပါတယ်ဟုတ်ကဲ့ဒီနေ့မှာဆိုရင်ပေါ့နော်ဒီ2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာကြာရောက်တယ်89နှစ်မြောက်
လွတ်လပ်ရေးနေ့ထိမှတ်ဖြစ်နေနဲ့ပေါ့နော်၎င်းအခုလို့ရှိရင်ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းရေးနဲ့ဒါလူသားချင်းစာနာထောက်ထားမှုအနေနဲ့ပေါ့နော်ဒါနိုင်ငံတော်ဝန်အချင်းတော်ချင်းစကန်အသီးသီးမှာပြည်ထောင်ကြခံနေရတဲ့ဒီမြန်မာနိုင်ငံသားပေါ့နော်ချင်းသားချင်းတူက9864ယောက်နဲ့ပေါ့နိုင်ငံခြားသားချင်းသားချင်းတူ180ယောက်ပေါ့နော်စုစုပေါင်းချင်းသားချင်းတူ6000ကျော်ကိုဒါလူငင်းတက်တာခွင်းနဲ့ပြန်လည်လွှတ်ပေးလိုက်တယ်လို့ပေါ့နော်နိုင်ငံတော်စီမံချုပ်အုပ်ရေးကောင်စီကနေပြီးတော့ဒီကနေ့မနက်ပိုင်းကဒါအမိန့်ထုတ်ပြန်ခဲ့ရရှိပါတယ်အခုကတော့ဒါအင်းစိန်ချင်းထောင်ကနေပြီးတော့အချင်းသားတွေပြန်လည်လွှတ်ပေးနေတဲ့မြင်ကွင်းကိုဒါရထုတ်လင်းတင်ဆက်ပေးနေတာဖြစ်ပါတယ်哎，关机吧啦，阿妈。ဟုတ်ကဲ့ပါဒီအချင်းသားတွေပြန်လဲလွတ်ပေးနေတဲ့အပေါ်ပေါ့နော်ဒါပြန်လဲလွတ်မြောက်လာသူတွေရဲ့မိသားစုဝင်တွေကလည်းပျော်ရွှင်နေကြတာကိုလည်းတွေ့ရတယ်ထပ်ပြီးတော့လည်းပေါ့နော်လွတ်ပေးဖို့ရှိသေးတယ်လို့လည်းသိထားရပါတယ်မင်းကလေးတွေငါရဟုတ်တယ်မင်းကလေးတွေမမတော့ပါလာတာမတွေ့သေးငါတို့စောင့်နေတယ်ဒီမှာသူပွဲပြီးတော့လေဟိုအရင်တော့မလာလို့ပေးလိုက်ကြကိုလောက်ကန်နေတယ်ဟုတ်လားဟုတ်ကဲ့ပါဒါပြန်လည်လွတ်မြောက်လာသူတချို့ကလည်းပေါ့နော်ဒါဟိုပြည်တံလွတ်မြောက်ဖို့ပေါ့နော်ဒီအရေးအတွက်အနေနဲ့ကြန့်ရှိတဲ့သူတွေအများစုပြန်လည်လွတ်မြောက်လာလို့လည်းပြောကြားချက်ရသိရပါတယ်ငါးစီးပဲသွားသေးတယ်အများကြီးကျန်တော့ပြန်လည်လွတ်မြောက်လာသူတချို့ပြောကြားကြရဖြစ်ပါတယ်လာလာဘယ်နာလို့ပြောရမှာလဲ
6 ရက်မဟုတ်ဘူးဘာလို့လိုက်လာလဲမသိဘူးငါမလို့ဘူးတော့တယ်တွေ့ရတယ်များဓာတ်ရည်စတာဟုတ်ကဲ့ပါအခုဆိုရင်တော့အင်းစိန်ချင်းထောင်ပေါ့နော်ပထမဆုံးအနေနဲ့အချင်းသားတွေကိုခုနကပြန်လှုပ်ပေးခဲ့တာဖြစ်ပါတယ်ထပ်ပြီးတော့လှုပ်ပေးဖို့လည်းကြံရှိနေသေးတယ်လို့သိရတယ်အားကြောင့်ပေါ့နော်ချို့မိသားစုဝင်တွေလည်းထပ်ပြီးစောင့်မျှော်နေကြတာကိုလည်းတွေ့ရပါတယ်ပုံကြမရပြမှုကထောက်နှစ်ထားထောက်နှစ်ကိုတစ်နည်းလေးဟုတ်ကဲ့ပါအခုကျွန်တော်အင်းစိန်ချင်းတောင်ရှေ့ကနေပြီးတော့ဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်းပြနေရတယ်ရှင်းပြရမောတယ်ဘယ်ပုံမှန်တော့ပုံမှန်မဟုတ်ဘူးဒါပေမဲ့ခုနကကြိုက်တာတကယ်ဟုတ်ပါ့အရင်ကမျောလေးနဲ့ဒီလိုဆက်တက်ချက်တယ်ဘယ်လိုမျိုးဆက်တက်ပေးတာလဲပေးပြန်ဒီတိုင်းကိုအဲ့ဒီလိုက်လိုက်တယ်လို့သင်လိုက်နေတယ်ဟုတ်ရပါဘူးလို့ဟာဟိုမှာဒီလိုရန်ကုန်တော့သွားတယ်ရန်ကုန်ပြန်တော့ပဲဟုတ်လို့ဒါကျင်းသူအချို့ရပါတော့မိသားစုဝင်တွေကနေပြီးတော့စောင့်တိုင်းနေလည်းပဲဖြစ်ပါတယ်အဲ့ဒါကိုနည်းနည်းခေါ်လိုက်ပါလားဒီလိုက်ပါဟုတ်ကဲ့ဒီကနေ့ကတော့ပေါ့နော်ပြန်လဲလာသူတွေအများစုကတော့ဒါလို့ရနည်းနည်းပဲခြံတဲ့သူတွေကအများဆုံးပြန်လွတ်လာတယ်လို့သိထားပြီးတော့ဒါနှစ်ကြီးသမားတွေနဲ့ပေါ့နော်ပြည့်မှုရတဲ့ကြီးသမားတွေကတော့ပြန်လွတ်မြောက်တာမရှိသေးဘူးလို့သိထားပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုဒါရန်ကုန်မြို့အင်းစိန်ချင်းထောင်ရှေ့ရနေပြီးတော့ဓာတ်ရိုက်ထုတ်လင်းဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့မှာတော့ပေါ့နော်ဒီလွတ်လပ်ရေးနေ့ထိမ့်မှတ်နေနဲ့လူငင်းတတဝင်းပြတဲ့နေရာမှာဒီရန်ကုန်မြို့အင်းစိန်ချင်းထောင်ကလည်းပေါ့နော်ကျင်းသားချင်းတွေတချို့လည်းဒါပါဝင်တယ်လို့သိရတယ်လူငင်းရတဲ့ကျင်းသားတွေကိုလည်းပေါ့နော်လက်ရှိဒါမနက်ပိုင်း7:00 နာရီကျော်မှာတော့ပြန်လည်ပြပေးနေတာဖြစ်ပါတယ်သွားတယ်ဟိုဘက်ကိုပြီးကျင်လို့သွားတယ်
Đấy ở bao anh đi. Còn tiền lúc mà trả tiền trả tiền Chân đi là nhái gì? Mà lấy ngã sau thì phải rồi. Dia belum dah be. Có lẽ mà là 65 là nếu mà tiền trả Valentina mà ta tiền ra chỉ nó chính là cái gì à cái sau rồi sau là对的，သူ့မေးလိုက်တယ် 对的， အဲသူ့ကမေးလိုက်တာ 对。 ဝေးရလေးလားဘယ်လောက်လဲအေးပါတယ်အေးဟာဘယ်မှာရှိတော့ဒီလိုတော့လားဟိုမှာလည်းကြည့်ရလားအဲ့တော့ခါနာပြေးလိုက်တာပဲ ဟုတ်ကဲ့ပါအခုဒီပြန်လွတ်လာသူတွေတဲမှာပေါ့နော်ဒါ
လွန်ငင်းနဲ့ပေါ့နော်ဒီပြန်လို့ပေးသူတွေထဲမှာတော့ဒါနာမည်ကြီးပေါ့နော်တရုတ်ဆောင်စင်ကာဝင်းကျော်လေးပါဝင်တယ်လို့ပေါ့နော်ဒါလက်တလုံးမှာသတင်းထွက်ပေါ်နေရတယ်တွေ့ရပါတယ်ဘာလာဒါစားကဲဒီဘယ်လိုဟိုမှာပါလဲမျက်စိတွေပြန်တော့ဒီမှာပိတ်တာအားကြတယ်ပဲပြန်တော့မလားဗျာခုကတော့ကျွန်တော်ဒါနောက်ထပ်လွတ်ဖို့တက်ပေါ့နော်ဒါကားတွေကိုကျွန်တော်စောင့်ဆိုင်းနေတာပေါ့နော်အခုချိန်ဒီရောကျွန်တော်ကားတွေရောမတွေ့ရသေးပါဘူးသူကစောင့်ဆိုင်းနေလို့ဖြစ်ပါတယ်
ဟုတ်တယ်မကားသိနေပြီလာပြီပြန်လာမယ်အဲ့ဒါကင်မရာယူလာမလားလာလို့လာနေတော့လည်းပဲဟုတ်တယ်ဒါရောကျွန်တော်အခုချိန်မှာကားကြီးထွက်လာဖို့အတွက်ပြင်နေရပါပဲအခုတော့ဒီအင်းစိန်အချင်းထောင်လေးပေါ့နော်ဒီအချင်းသားပြန်လို့ပြတော့ဒီကားတွေပြန်လွတ်လာထွက်လာပေါ့နော်မြင်ရပါတယ်အခုတော့ကားတွေထွက်လာဖို့အတွက်ပြင်ဆင်နေရပါကားလာမှန်းတယ်ကားတွေစီကျွန်တော်တို့ဒီအချင်းသားတွေကျွန်တော်တို့ဒီပေါ့ထွက်လာဖို့အတွက်ဒါကားရေပြင်ဆင်နေတဲ့အချိန်မှာအပြင်ကနေပြီးတော့ဒီတို့ရဲ့သူမျိုးကားချင်းတွေရပါတော့စောင့်ကြုံနေကြတဲ့ပုံဒီလိုလေးပဲဖြစ်ပါတယ်ဟုတ်လားအတင်းတိုးတာမမြင်ရတော့ဘူးမိရကားအရှိကိုရမ်းမတိုးနဲ့ကားတွေထွက်ရဒီဥစ္စာဟိုနေ့ဖြစ်မှာမလေးဒီညတော့မပေးဘူးနော်ဒါလည်းပြောပါဒီညတော့မပေးဘူးအော်ကားတွေစောင့်နေဆက်သွားလို့အားလိုက်ဒီဘက်ပေးကြပါခလေးလေးအရှိအရမ်းမတိုးနဲ့မှန်နေဒါပေါ့ဒါနောက်ထပ်ကျွန်တော်တို့ဒီအချင်းသားအချင်းတူတွေကိုထပ်ပြီးတော့လွတ်ဖို့ပေါ့နော်ဒီဂိတ်တစ်ပေါက်ဂိတ်ပေါက်တော့ဖွင့်ပါပြီ။တော့ကားလာနေတော့တွေ့ရပါတယ်။ဒီဂိတ်ပေါက်ဝင်ဖွင့်ပါပြီမရဘူးပါဘောကားဝါရောင်လာတော့ကျွန်တော်တွေ့ရပါတယ်။အဲဒီမှာတော့အချင်းသားအချင်းတူပါပါတယ်။အခုကဒါအပြင်ကနေပြီးတော့ဒါတို့ဆက်ဆောင်ကြနေတဲ့သူတို့တိုင်းမျိုးတွေဖြစ်ပါတယ်။ကားရထွက်လာပါပြီ။လက်တဲ့စိတ်နဲ့လက်တဲ့စိတ်နဲ့မင်းကလေးကားပဲဖြစ်ပါတယ်မင်းကလေးအချင်းတူရဖြစ်ပါတယ်ရှင်းပါတယ်အနောက်မှာလည်းကားတွေစလိုက်လာနေအောင်တွေ့ရပါတယ်ဒါမိန်းကလေးပဲကလေးเนาะလွတ်လာတဲ့ကားပဲဖြစ်ပါတယ်ကားချိုးမှာတော့ကျွန်တော်လူနေတာကိုတွေ့ရပါတယ်ဒါတော့မိန်းကလေးလွတ်တဲ့ကားဖြစ်ပါတယ်မင်းအစီရင်ချိုးမှာပေါ့เนาะဒီလူနေတာကိုတွေ့ရပါတယ်
ကျွန်တော်တို့ main အများစုလွတ်အခုပါအခုတလုံးတော့ main ကလေးပဲလွတ်တာဖြစ်ပါတယ်နောက်ထပ်ကားရကြံနေပါတယ်အထဲထဲမှာဒီကားရရော main ကလေးကားအများစုဖြစ်ပါတယ် နေပြီလူကဘာမှလည်းမပိုင်ခုနလွတ်လိုက်တဲ့ main ကလေးကားပေါ့နော်အဲ့ထဲမှာသူတို့ရဲ့လူတွေပါလမ်းပါဆိုတော့လိုက်ကြည့်နေတာလူတွေဖြစ်ပါတယ်အဲ့တော့မေပါသားဟာနောက်ကဟာနော်လိုင်းကားတွေအဲ့တုံးစီတွေဒါလွတ်လာတဲ့ main ကလေးတွေဖြစ်ပါတယ်ခုနအများသူကားအများသူလွတ်တာကြာရော main ကလေးအများသူလွတ်တာတွေ့ရပါတယ်တော့အရှိတစ်ခေါက်ပထမတစ်ခေါက်လွတ်တာယောက်ျားလေးဖြစ်ပြီးတော့ဒုတိယခေါက် main ကလေးဖြစ်ပါတယ်နော် main ကလေးများတွေ့ရပြီးနောက်ထပ်လည်းလွတ်ဖို့တော့ကားကြံနေပါတယ်အခုလွတ်လိုက်တဲ့ main ကလေးတွေပေါ့နော်သူတို့ရဲ့အခြေအနေကိုလိုက်ရိုက်ပြနေရတယ်ဖြစ်ပါတယ်လွတ်မြောက်လာတဲ့ main ကလေးပဲဖြစ်ပါတယ်ဘာမှုလဲလားကျန်တယ်ငါတက်ကြကျန်တယ်ပါမေးပါတော့တော့စတဲ့အတွက်မရှိဆောင်ဘာသာနဲ့မပါဘူးနေတော့နှစ် ဟဲ့ငါဖုန်းပဲယူပါငါဖုန်းနဲ့ငါဖုန်းနဲ့ အထဲမှာလူကျန်ခဲ့သေးတယ်ကျန်ခဲ့သေးပါလေအများကြီးကျန်သေးတယ်အမေမင်းကလေးလည်းကျန်သေးလားဟုတ်မရှိတော့အကောင်မကြီးတော့ကမင်းကလေးဘယ်လိုလုပ်တာလဲညီမလေးချက်မင်းကလေး140ဆိုတော့ဘယ်လောက်ပဲရှိမင်္ဂလေးဦးရတော့ဒီ140တော့လွတ်တယ်ဒီလွတ်မြောက်လာတယ်ပေါ့နော်မင်္ဂလေးလွတ်ရချက်ရသိရပါတယ်အခုမြင်နေရတော့ဒါအခုပေါ့လွတ်မြောက်လာတဲ့မင်္ဂလေးပဲဖြစ်ပါတယ်ကုန်သွားလား
တော့ဒီနေ့လွတ်မြောက်လာတဲ့အထဲမှာကျွန်တော်တို့ဒီပေါ့မိန်းကလေးအတုပ်ကတော့140လောက်ရှိတယ်လို့ခုနလွတ်မြောက်လာတဲ့မိန်းကလေးတဦးရဲ့ပြတ်ချက်ရသိရပါတယ်အခုကတော့အရှိမမြင်ရအောင်နောက်ထပ်ဒီကားကြီးပေါ့နော်ထွက်လာဖြစ်ပါတယ်အားတော့ကားလေးထွက်လာဖြစ်ပါတယ်ဘိုင်းမပါလားပြတော်ရင်ပါလားရဲပေါင်းကြတယ်လား ပန်းညမှာချမှာပန်းညမှာအခုထပ်ပြီးလွတ်ပေးလိုက်တာကျွန်တော်မိန်းကလေးတွေပဲဖြစ်ပါတယ်那个他们在口鼻上放了吧？姐弟耶，我对我妈干的，来来，说的干的，没没干的。哎，路边那对吧？人家那个干的地嘛，人家不要。那起码每个人都有个方向。
买几两3人呀？哦。နေသားရှိလို့လားအဲ့မှာနေသားရှိလို့နေကြတယ်ခေါ်ရခေါ်ကြည့်ရည်မတွေ့ရဘူးတတိယဟိုဘက်နောက်ဆောင်ပါလေဟုတ်ဒါတော့ကျွန်တော်နောက်ထပ်အကျဉ်းသားရေးလို့လုပ်ဖို့တော့ပေါ့နော်တောင်းတနေကြရပဲဖြစ်ပါတယ်ခုနကတော့အများစုကမင်္ဂလေးပဲလွတ်မြောက်လာဖြစ်ပါတယ်ဒါတော့ထပ်ပြီးလွတ်ဖို့ကြံမဲ့နော်ဒီအကျဉ်းသားရေတောင်းတနေကြရပဲဖြစ်ပါတယ်ဒီလိုလားအဲ့မှာရှင်းနေပဲဒီဘက်ချမ်းပါရဲမယ်ဆိုလေးထက်လာရဲလို့ဒီမှာလက်ထောက်ပြမယ်ရဲလို့ဒီမှာဟုတ်ဆိုင်ရလို့ဒီမှာရောက်ပါဒါကဒီမှာပဲလေဟိုဒီယောက်ျားလေးလွတ်ဖို့တော့ကြံနေရတယ်နော်ခုနအများစုလွတ်တာတော့ကျွန်တော်တို့ဒီမင်္ဂလေးအများစုလွတ်ပေးတာဖြစ်ပါတယ်ပေါ့နော်ဟိုကတော့ဒီယောက်ျားလေးလွတ်ဖို့တော့ကြံပါသေးတယ်အဲ့တော့မှဆောင်းလန်းနေကြရဖြစ်ပါတယ်
你超过这不比？我比了，我现在呀，没得了，唱的得嘛，唱的上哪里？来呀！俺要在边上去走路去，俺不嘛见个那真的呀。这种都对了呗，好，ကျွန်တော်ဒီအချင်းထောင်နေရာကားတစ်ထွက်လာပဲဖြစ်ပါတယ်ဟုတ်ကဲ့ခုနကဒီနှစ်ခုပေါင်းပေါ့နော်ဒီအမျိုးသမီး180ကျော်တော့လွတ်ခဲ့တော့ကျွန်တော်သိရပါတယ်အခုဆက်ပြီးတော့ကျွန်တော်ဒီအမျိုးသားရဲ့လွတ်ဖို့တော့ကြံပါသေးတယ်အဲကြောင့်မို့တော့မှစောင့်ဆိုင်နေရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမြို့သားရေလွတ်ဖို့တဲ့ကြံနေတဲ့အတွက်ဒါဆောင်ဆိုင်နေရဖြစ်ပါတယ်လူတော့တော်တော်များတော့တွေ့ရပါတယ်
ဒါတော့ကျွန်တော်တို့ဒီနောက်ယောက်ျားလေးလှုပ်ဖို့အတွက်တော့ကြံနေရတဲ့ဒါဆောင်တိုင်းနေဖြစ်ပါတယ်အရှင်းမှာတော့ဒီမိန်းကလေးဒီ180ကျော်လောက်ပေါ့နော်လှုပ်ပေးခဲ့တယ်တော့သိရပါတယ်ထပ်ပြီးတော့ယောက်ျားလေးလှုပ်ဖို့အတွက်ကြံနေရတဲ့ဒါဆောင်တိုင်းနေရဖြစ်ပါတယ်ကျွန်တော်ယောက်ျားလေးလှုပ်ဖို့အတွက်ကြံနေရတဲ့ဒါဆောင်တိုင်းနေကြတယ်ဖြစ်ပါတယ်။နောက်အရှိရနှခေါင်းရောကျွန်တော်မိန်းကလေးအများစုကိုပဲလှုပ်ပေးခဲ့တာသိရပါတယ်။မင်းဘောပေါ့ထပ်ပြီးလှုပ်ဖို့အတွက်ရှိသေးတဲ့အတွက်ဒါဆောင်တိုင်းနေကြဖြစ်ပါတယ်။ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ခုနကဆိုရင်ဒါအမျိုးသမီးပေါ့ဒီအမျိုးသမီး180ကျော်လောက်ကျွန်တော်လှုပ်ပေးခဲ့တယ်လို့သိရပါတယ်အခုကကျွန်တော်တို့ဒါဆက်ပြီးတော့ဒါလှုပ်ဖို့ရှိတဲ့အတွက်ဆောင်းတဲ့နေကြရပဲဖြစ်ပါတယ်အခုကျွန်တော်တို့ယောက်ျားလေးကတော့တိတ်နည်းနည်းပဲလှုပ်ပေးတယ်ပေါ့နော်ယောက်ျားလေးအများစုတော့လှုပ်ဖို့ကြံပါသေးတယ်ဒီနေ့ကဆိုရင်ကျွန်တော်တို့လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ်တော့ဒီနိုင်ငံတော်ဝန်အကျဉ်းထောင်အသီးသီးကနေပေါ့နော်ဒီအကျဉ်းသားတွေဒါလှုပ်ပေးတာပေါ့နော်ဒီအလားလှုပ်ပေးရချိန်တော့ဒီကျွန်တော်ရ4ရက်ဒီနေ့ပေါ့နော်ဒီမနေ့17နာရီကျော်တော့မှာတော့ရန်ကုန်မြို့အင်းလင်းထောင်ကျွန်တော်ဒီလူငင်းခင်းနာခွင့်ရှိတယ်ပေါ့နော်ဒီအကျဉ်းသားအကျဉ်းသူတွေကိုလှုပ်ပေးနေတဲ့ငင်းကွေးလေးပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်ဒီလွတ်ပေးတဲ့အထဲမှာတော့ကျွန်တော်ဒီနမေကြီးတော့တရုတ်ဆောင်ဒီတင်ဆောင်ဝင်းကျော်နဲ့ဒီနမ်းမွေဆန်လို့ကျွန်တော်ပြန်လို့လာတော့မရှိဘူးတော့ကျွန်တော်သိရပါတယ်အခုချိန်ဒီတော့မတွေ့သေးဘူးပေါ့နော်ဟုတ်
မတွေလာရှိလာလို့ပါဒေတာဝဲဒေတာဝဲနေရတယ်ဟုတ်တယ်အော်မလေးမင်းဟုတ်တယ်ဝင်ဘာပြောတော့ဒီကားတွေ့အောင်မလို့ရဒါတွေ့ရတယ်ဟုတ်တယ်ဒါတော့နောက်ထပ်တော့အကျဉ်းသားရေးတာလွတ်ဖို့အတွက်ရှိသေးတဲ့အတွက်တော့အရှိမနာထိုင်ဆောင်နေကြတဲ့လူတွေဖြစ်ပါတယ်ရမနိုင်ဟိုဘောင်းပွင့်9ရောက်ရှိဒီလိုထောက်ထက်လာဒီလိုပြဒီလိုဟောက်ပြရဲပဲလို့ကျုံးလာတော့ဒီရကြီးอ่ะဘောကျုံးမှာပေါ့တို့သမင်းသားများနားနေလားဟုတ်တယ်ဟုတ်တယ်ရှင်နဲ့12နာရီဆိုအဲ့လာကြောင့်မလို့ကြာနေတာဒီသားကြီး
ပါတယ်ကားပေါ်မှာလဲပြလိုက်တော့တော်တော်လှကျင်နေကောင်ဘာမှလည်းကြည့်ရလမ်းပြကားပဲမှာအဲ့လမ်းပြကားမှာအဲ့ဒါအဲ့ဒါဘာမှရတာမလေး没住在。好，龙华先吧，姑。家里的名利。နောက်ထပ်အချင်းသားရဲ့လွတ်ဖို့တော့တော်တော်လေးတော့စောင့်ဆိုင်နေရတယ်တော်တော်ရွကြာနေပါပြီ။နောက်တော့အရှိကတော့လွတ်ပေးတာတော့မင်းကလေးတွေအများစုလွတ်ပေးတာဖြစ်ပါတယ်။ယောက်ျားလေးတွေကထပ်ပြီးလွတ်ဖို့တော့ကြံပါသေးတယ်။အဲဒါကျွန်တော်စောင့်ဆိုင်နေတာပါ။အခုတစ်ခါတော့နည်းနည်းလေးကြာနေရဗျ။来多少？ဟုတ်တယ်သူတို့ပြပါမယ်။ဘာတော့လဲ။ငါတို့မကြော်ပါဘူး။ဟမ်။ငါတို့ ကြော်ဘူးမရှိဘူးမမင်းကလေးသူအားတစီတော့မှ6ရောက်ပဲရှိတယ်မမြင်မဲနဲ့သူကနားပွားချနိုင်မှာ ဟုတ်လားအသက်ကြီးပိုင်းနေ6ရောက်နောက်အသက်ငယ်ဆိုဘယ်နှရောက်လဲမောင်းတဲ့လူတွေမှာ9ရောက်ပဲဘာကြလဲပန်းကြမှာတော့ခေါ်ရလို့ပြီးတော့ခါနာပါအဲ့ကိုပုံစံတာအဲ့ရောက်ပြီးတော့ပြန်ဖို့ခလိုက်လို့
ပြောထားတယ်မေးဝါမှာဘာရဲ့ဘာမှာထားတယ်မေးဒီဝါတက်တဲ့မှာပဲဆောက်နေတယ်လို့ ဟုတ်လား နဲလို့လွတ်လွတ်မလွတ်အိန္ဒိယနေနေတာပါလို့ပြောတာ သူကသမီးသားနာပြီးတော့ဟိုကတိုးဆိုင်ကြတယ်ဘုရားကားလာကြည့်လာလေ ဒါသူတို့ကားပါတော့ကားလေး3ရက်ဒီဘက်နဲ့များတယ်ခဏခဏတည်းတယ် ခိုင်နေတော့ဘာလို့ ဘုန်းကြီးသမားတော့ပါကိုလုံးတယ် ဟုတ်ကဲ့ တနေ့တော့တနေ့ခွဲတော့ပေါ်ပါ နှစ်ပေါင်းရှိတယ်တော့ငယ်ကလေး ပေါ်ပါတော့ပေါ့တနေ့တော့ကျွန်တော်နောက်ထပ်ထပ်လုပ်ပေးမဲ့လူတွေဘယ်သူတွေပါတယ်လူတွေရှိမဲ့သူကတော့အရှိရနေပြီးတော့ကျွန်တော်ဆန်းတန်းနေကြရဖြစ်ပါတယ်ပြီးတော့ခုနလွတ်ရတော့ကျွန်တော်မင်းကလေးအများကြီးကိုလွတ်ပေးရပြီးတော့လွတ်ပေးဖို့တော့ရလေးရကြံပါသေးတယ်အဲ့ဒါဆန်းတန်းနေကြရဖြစ်ပါတယ် ရလေးသုံးပြီးလို့ဘယ်လိုလဲ ကြောင်းပါရပါတကယ်အသေးပဲပြန်တော့ ညမှာစီနေမှာစီနေမှာဟိုနေတယ်ဟေးကမားတော့ဝန်ထမ်းကမားတော့ပါစီနေတယ်မလေးအနေနဲ့ပဲရှိတယ်အနေနဲ့ပဲရှိသေးတယ်ပါအနေနဲ့ခွဲသမားလည်းပါအနေကောအားလေးတိုင်းရရတာတွေ့ရစက်ကဘယ်လိုပါလဲအဲ့ဟိုအဝိုင်းဟိုမှာပါလာဝိုင်းအဲ့ဝိုင်းလာမှာဝိုင်းရဲ့သေးသေးလေးပါညနေထွက်ရောက်ပေါ်ပါချာဟုတ်လားခဏငါတို့ကပန်းညာအဲ့ယောက်ျားလေး3စီးသွားလို့ပန်းညာတားဝိုင်းတော့ပလား3စီးကိုထိုင်ခွာတော့တော့ငါလိုက်လို့လိုက်ရမယ်ငါမောင်လည်းပါတယ်ကိုပြဒီကိုပြလေလာတော့ကောင်းလာသေးဘူးဟဲ့ကောင်းမလာသေးဘူးလို့အမစစ်ကားကြီး
ကျွန်တော်ဒီကားတစ်စီးထွက်လာတွေ့ရအတွက်ဒါဒီဒါကားပြီးထွက်လာဖြစ်ပါတယ်ဒါပေမဲ့ထွက်လာဖို့တော့ပြန်ပြီးတော့ပြင်ဆင်နေအောင်တွေ့ရပါတယ်ဆိုတော့ဒီအထဲထဲမှာပေါ့နော်ဒီအကျဉ်းသားတွေဒီကားပေါ်တင်ဖို့အတွက်တော်တော်ဒီနည်းနည်းလေးကြာနေရောဖြစ်ပါတယ်ကျွန်တော်လာအခုကတော့ဒီခြောက်ကြားလေးပေါ့နော်လှုပ်ဖို့အတွက်တော့စောင့်တန်းနေရဖြစ်ပါတယ်ခုနခါတော့မိန်းကလေးအများစုလှုပ်ပေးတာတွေ့ရပါတယ်အခုတော့ဆက်လက်ပြီးဒါလှုပ်ပေးဖို့ကြံနေတဲ့အတွက်ဒါစောင့်တန်းနေရဖြစ်ပါတယ်ဟုတ်တယ်အပေါက်ရရတယ်များတယ်ခဏတော့ဆရာမလည်းနှမ်းပြော
ကိုကတော့ပဲပေါက်ပဲပေါ့စောက်လာကိုလည်းမလဲကိုဘူး။ရောက်နေအေးတော့ဘာသာမကြည့်ဘူးလား။ဘာရောက်နေလဲ။ဒါလည်းဟုတ်တယ်လေးဟုတ်။တော့ပေါက်လည်းမကောက်ဘူး။ စားတာလည်းလည်းဒီနားပဲစားကြတယ် ဆက်လာပေါ့ဆက်ပဲပဲဆက်ပဲလို့ဒီမှာတရားလူကနေကြောက်နှံ့တာလို့我怕别人的，就拜拜拜那个。好了，好了，你看你这。看那娃子肯定他妈把娃子来都是他妈快嘛，好的，哎，或者然后跟那娃子啊，多整理点，好，对吧？哎，还有谁不点不着我？
အဲ့တော့မင်းတော့ကျေပြတာဒီကျတော့နားပါနေလို့နေပူလည်းပူလို့ဒီတော့နေပူမိုးရလားတနေ့လုံးတော့ဟုတ်လားဒီမှာတော့နံကြောက်လားတက်ပြီးလို့လုံလာတာလေးလာတာလေမနာပါကြီးလေမနာကားမလားလို့ဖုန်းလေးနဲ့ရှူးလာနော်ဟုတ်ပါတယ်။ဘောင်းနဲ့လောက်လာတယ်တော့ဘယ်လိုခေါ်လဲဒီလိုလိုက်ခဲ့ခိုင်းပါပြောလို့လွတ်လာမလို့တော့မေးလား သူကဘောက်တော့လွတ်နေတာဒီကြီးသမားတွေလည်းဒီကြားရဲ့ဘဝလောက်ပြင်ဟုတ်ကဲ့ပါအခုဆိုရင်တော့ထပ်မံလွတ်ပေးဖို့ကြံရှိနေတဲ့သူတွေကိုပေါ့နော်ဒါလွတ်ပေးဖို့အတွက်ဝင်ပြက်ကားတွေပေါ့နော်ဒါထွက်လာဟိုဒီမိသားစုဝင်တွေကနေပြီးတော့စောင့်ဆိုင်နေတဲ့မြင်ကွင်းမှာမလာဘူးကြာမမြင်ရမမြင်ရလားဟမ်တမလေးရဘာလဲဘာလဲဘယ်လိုကားလာမလားကြည့်ရဒါတော့လာလေဟုတ်လားဒါတော့လာနေပါထွက်လာအဲ့ကိုထွက်လာပါဗျာအဲ့ကိုရှင်းလေးရထွက်လာထွက်လာတော့လားနောက်တဲ့တော့ဘူးလို့ပြောတယ်။ဘာလဲ။လောကရှိလို့လောက်ပါဟုတ်ကဲ့ပါဦးဆိုတော့အေးစိတ်ချင်းထောင်းကနေပြီးတော့ထပ်မံပြီးတော့ဒါလွန်ငင်းရတဲ့အချင်းသားတွေကိုထပ်မံပြီးလွတ်ပေးနေတာဖြစ်ပါတယ်
đã bay xong đi đã đã bay xong rồi không lắm à không lắmဟုတ်ကဲ့ပါအခုဆိုတော့နည်းနည်းရတဲ့ကျင်းသားတွေထပ်မံပြီးလွှတ်ပေးတော့မှာဖြစ်ပါတယ်အခုဆိုရင်တော့ထောင်ပိုးရမှာပေါ့ဒီဗိုင်ပြက်ကားတွေထွက်လာတော့မှာဖြစ်ပါတယ်ဒီကဒီကျင်းသားတွေနည်းနည်းရတဲ့ကျင်းသားတွေကိုလည်းပေါ့နော်သူတို့ရဲ့မိသားစုဝင်တွေကနေပြီးတော့ဒါပြန်လွတ်လာမလားဆိုပြီးတော့ဒါစောင်းဆိုင်ပြီးတော့တို့မျောလင်းနေကြတာလည်းတွေ့ရပါတယ်ဟုတ်ကဲ့ပါအခုလိုထွက်လာပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပထမဆုံးကြီးပေါ်မှာတော့ဒါအကြတဲ့မျိုးသားတွေပါပါတယ်မျိုးသားတွေပါဝင်အောင်တွေ့ရပါတယ်နည်းနည်းရတဲ့မျိုးသားတွေပါဝင်အောင်တွေ့ရတယ်ဟုတ်ကဲ့ဒုတိယကြီးပေါ်မှာလည်းအမျိုးသားတွေပြန်လွတ်လာတော့တွေ့ရပါတယ်ဟုတ်ကဲ့ပါတတိယတစ်စီးပေါ်မှာလဲပေါ့နော်ဒါအမျိုးသားတွေပဲပြန်လွတ်လာတွေ့ရပါတယ်ဟုတ်ကဲ့ပါနောက်ထပ်တစ်စီးပေါ်မှာလဲဒါမျိုးသားတွေနဲ့ပေါ့နော်ဒါလူငယ်ပိုင်းမျိုးသားတွေပါဝင်တာကိုလည်းတွေ့ရပါတယ်ဟုတ်ကဲ့ပါအခုပြန်လွတ်လာတဲ့ဇီးပေါ်မှာလည်းအမျိုးသားတွေပဲပြန်လွတ်လာတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဦးဆုံးတော့ပြန်လွတ်လာသူချို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်စီးပေါ်မှာလည်းအမျိုးသားတွေပြန်လွတ်လာတာပဲတွေ့ရပါတယ်ခင်ဗျာတော့စုပါမလားဗျာ၄ရတော့အလောင်းစုပါနော်၄ရမျိုးသားမလို့ပြောတာအားတော့မပြောတိကျတော့မပြောအမျိုးသား400ကျော်လား
ဟုတ်ကဲ့ပါပြန်လည်းမြောက်တယောက်ကလည်းပေါ့နော်ဒါပြောကြချက်ရဆိုရင်စုစုပေါင်းပေါ့နော်ဒါရာချီရှိရလို့သိရပါတယ်ဟုတ်ကဲ့ပါဒါနောက်ထပ်လွတ်မြောက်လာတဲ့ဝိုင်ပြက်ကားတွေပေါ်မှာလဲပေါ့နော်အမျိုးသားတွေပဲဖြစ်ပါတယ်ဟဲ့စာရွက်တွေကဘာမှမမြင်အောင်ဟုတ်ပါဒီကားလားဟုတ်ရှိရကားဟုတ်ကဲ့နောက်ထပ်လွတ်မြောက်လာသူတွေကလည်းပေါ့နော်ဒါမျိုးသားတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါပြန်လည်းလွတ်မြောက်လာတဲ့သူပေါ့နော်ကျိုးလုံးလေးနဲ့ပြီးသားဒီမှာဒါပျော်ရွှင်နေအောင်လည်းတွေ့ရပါတယ်ဒီပုံမကြီးဝမ်းသာပြီးပါလေးပြောပြရအောင်အချမ်းသေးတယ်လေးတို့မှာပြေးတာ
bao là cái giờ qua là đi nào mà không có nhưng mà công ty bán nhà mà bán nhà ê để bán nhà là sao có rồi sao đúng rồiဟုတ်ပါဒါကအဲဘောတော့ပြန်လွတ်လာတဲ့လူတယောက်ဖြစ်ပါတယ် my friend ဒီပါ ဒီမှာလည်းအများကြီးကြုံတယ် ဟုတ်ကဲ့ပါတော့ငါလည်းပြန်လွတ်လာတဲ့ကိုတယောက်ဖြစ်ပါတယ် ဘာနာဘူးပါလဲဟိုကလေးကိုကြောက်ပေါ်လာတယ် အခုဟိုအခုဝမ်းနာပီစကားလေးပြောပြပါဦး လောက်ကျင်ပြီးပြန်လာတနေ့အောက်ကျန်တနေ့အောက်ကျန်ပြန်လာဟိုခဲမှာဘလောက်လောက်နေလဲခဲမှာတနေ့ခွဲနိုင်တယ်ဟိုကိုရနေရထိုင်ရတော့ဆက်ကြည့်ဟောဆက်ပြပါလေဗျအခုပြန်လွတ်လာတော့ဟိုတကယ်ချင်းတွေရောကြံခဲ့တာရှိသေးလားအတူတူနေတဲ့လူတွေဟောတကယ်ချင်းကြံခဲ့တာပေါ့အဲ့သူတွေအတွက်တော့မတို့ချင်းဟောအတော်လုံးပြန်တော့ပြန်ပါပြီအခုပြန်လွတ်လာတဲ့ပုံမှာဟုတ်လားကျေးဇူးရှိသေးတယ်ဒီလေညတော့ မလို့လို့အဲ့ကအဲ့လိုက်ကြည့်လို့ရှိပြီကဟုတ်ကဲ့ပါမယ်ပြီးပြီပြီးပြီ ဟ
ထပ်တော့ကြံနေတာပေါ့ဟုတ်ပြီဟုတ်ကဲ့ပါအခုဆိုတော့ဒါအင်းစိန်ချင်းထောင်ကနေပြီးတော့ဗောနော်လွန်ငင်းရတဲ့ချင်းသားတော်တော်များများကိုဒါပြန်လွတ်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီနောက်ဆုံးတော့ဗောနော်ပြန်လွတ်ပေးတဲ့ထဲမှာတော့ဒါလွန်ငင်းရတဲ့ဗောနော်ဒါမျိုးသားချင်းသားတွေပဲဖြစ်ပါတယ်မိုင်းလုံးဝမချတော့လားပုံဝိုင်းကျန်သေးရဲ့လေမကိုင်းဟောဟုတ်Hello. Để làm nè. Rồi, chúng nó đâu rồi, ra đây rồi. ဟုတ်ကဲ့ပါအခုဆိုရင်ဒါလုံငင်းရတဲ့ပေါ့နော်အချင်းသားတချို့ပြန်လှုပ်ပေးဖို့ကြံရှိနေသေးတယ်လို့ပေါ့နော်ဒါအင်းစိန်တောင်ရဲ့ရှေ့မှာပေါ့နော်ဒီစောင်းတိုင်းနေတဲ့မိသားစုဝင်တချို့ရဲ့ပြပြချက်ရတယ်သိရပါတယ်ဘယ်နှစီပြန်ကြံသေးတယ်ဟုတ်
ကြီးသမားတွေပြောတာ အကောင်လုံးပြောတာ ဆရာတို့မောင်လေးကလေထဲမှာကျမ်းမာရေးမကောင်းဘူးပါမြတ်ပါလာမလားလို့လားဆောင်းတယ်တားလေးမဲဆောင်းရလဲကန်တယ် တနေ့သူနေတာနဲ့ဆိုင်တယ်လို့6လကြာ6လနေပြီးတော့တော့ပါသူလွတ်တော့ပါပြောနေတော့ဘာလို့နေတာပြောရမနေသူလွတ်တော့ပြောလို့ မောင်လေးကဘယ်လိုပဲသားဆောင်ဟမ်မောင်လေးကဘယ်ဆောင်อ่ะ ဒီဆောင် တီးတတ်နေငငယ်သမားမှာလားတား တော့အခုနှစ်ကြာဒီနှစ်ခွဲနေတာအော်အဲ့ငငယ်သမားမှာလား ဟာရတယ်ရပါရဲ့ဆရာလေးမဟုတ်ရတယ် မဟုတ်ဘူးဆရာလေးဆောင်းနေတယ်ဟာ စားရဲယူရလဲဆရာလေးချက်ယူရ ယူရတယ်ဒါမှမဟုတ်ဘူးတော့တာပြေးဆောင်ပါဦးနေမှာတော့ ပြတ်ပါ မောင်လေးနိုင်ငံရေးသမားတွေ အကောင်ငါလည်းပါတယ်ဟုတ်တယ် တက်ကြီးပိုင်းနေတော့ ငါးရပါတယ်ဟုတ်လား တနေ့လိုပါလို့လား ဒီအောင်နေရတယ်နေပြီးသွားဟို အဲ့တော့တားတယ်မသိဘူး။တားရမှာဘယ်လိုလွတ်လွတ်နေလဲ။တားလို့မှသူလူကြီးရှိတယ်။တော့ကြပြီးတော့မသေးတဲ့လူအဲ့မှာကြားရလို့ရှိပြီ။ အားလေဥစားလေးတစ္ဆာသုံးနေနေတာတစ္ဆာပါဆောင်နည်းနည်းကုန်းလားကုန်းလိုက်ပါဟိုကပထမဒီဆိုရက15လာရလွတ်တယ်ထောင်းလွတ်တာကျန်နေတာမကျန်နေဘူးပါလားဒီထဲမှာကြီးကြီးရောဒီလားတော့တက်ဆောင်ရောတော့တက်ဆောင်ဆောင်မတူဘူးတော့တားလိုက်ပါလေ ဟောကျွန်တော်ဒီလွတ်မြောက်လာတဲ့ထောင်သားအကျဉ်းသားတွေပဲဖြစ်ပါတယ် တနေ့အောင်လေပြောဘာမှမဟုတ်ဘူးဒီနေ့ဒီမှာတော့ပါဆဲတော့ခုနကျွန်တော်ဒီထပ်ပြီးလွတ်မဲ့အကျဉ်းသားရရှိသေးတဲ့တော့တောင်းတန်းနေတာဖြစ်ပါတယ်ဘိုးသားတော့မပါတော့ဘူးဖြစ်လေလေးပါးနဲ့ဒီမှာဘယ်လိုဘူးရတာလဲတစ်နှစ်ကျော်ကျန်တာနေသားနဲ့ကြည့်ပြီးလားတဲ့
နေတယ်ဘုံမကန်ဘူးတို့ထဲမှာရှော့သွားတယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြတာပေးခဲ့တာရောဒါကျွန်တော်တို့ဒီအင်းစင်အချင်းထောင်ကနေပြီးတော့လူနေဟနာကိုလည်းလွတ်မြောက်လာတဲ့ဒီအချင်းသားရဲ့ပေါ့အချင်းသားအချင်းတွေပဲမြင်ကွင်းလေးပြတာပေးခဲ့တာဖြစ်ပါတယ်။နောက်လည်းဒီလိုစိတ်ဝင်စားဖို့အစီအစဉ်လေးကိုတင်ဆက်ပေးတော့မှဖြစ်တဲ့အတွက်ဝမ်းကြီးမြန်မာအော်ချူအားပေးကြပါအောင်လို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဝမ်လေးကိုကြည့်ရှုနေတဲ့ပြည်သူတွေအားလုံးမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒါရန်ကုန်မြို့အင်းစိန်ချင်းထောင်မှာဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်တော့ဗောနော်ဒါလက်လက်အနေအထိမ်းမဲ့အနေနဲ့ဗောနော်ရန်ကုန်မြို့အင်းစိန်ချင်းထောင်ကနေပြီးတော့အချင်းသားတွေလွတ်ပေးနေတဲ့မြင်ကွင်းကိုဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးမှာဖြစ်ပါတယ်အခုဒီနေ့စက်နာရီကျော်မှာတော့ရန်ကုန်မြို့အင်းစိန်ချင်းထောင်ကနေပြီးတော့အချင်းသားတွေပြန်လည်လွတ်ပေးနေပြီပါတယ်你们家里要家里。不能去过，不对呀，我还想。啊，没把你进来。ဟုတ်ကဲ့ပါအခုဆိုရင်ဒါအချင်းသားတွေကိုဒါ YPF ကားတွေနဲ့ပြန်လည်လွတ်ပေးနေဖြစ်ပါတယ်လွန်ငင်းရတဲ့အချင်းသားတွေဖြစ်ပါတယ်国际呀，国际，国际，我没拿出来呀，国际。